နိုဘယ်ဆုရှင်မာချာဒိုကသူ့ရဲ့နိုဘယ်ဆုကိုလွှဲပြောင်းပေးခဲ့တာတော့မှစိတ်ထဲမှာအစာမကြေတဲ့ထန်ဟာအခုကမှမိမိဟာနိုဘယ်ဆုရှင်မဟုတ်တဲ့အတွက်ကြောင့်ငြိမ်းချမ်းကိစ္စဟာမိမိနဲ့မပတ်သက်ဘူးဆိုပြီးခလီဆိုးကြီးလို့ပြောလာပါလေထရန့်ဟာဂရင်းလက်ကျုံကိုထိန်းချုပ်ရန်ကြိုးပမ်းမှုကိုနိုဘယ်ငြိမ်းချမ်းရေးဆုမရရှိခဲ့ခြင်းနဲ့ချင်းချောက်ပြီးတော့ပြောနေပါလေဘာမှလည်းတကယ်တော့မသက်ဆိုင်ပါဘူးဒီဂရင်းလက်ကျုံနဲ့ပတ်သက်တဲ့ညီပေါင်းမှုကြောင့်ဥရောပနဲ့ကုန်သွယ်ရေးစစ်ပွဲဖြစ်မဲ့အခြေအနေမှာသူ့အနေနဲ့ငြိမ်းချမ်းရေးတစ်ခုတည်းတက်ကိုသာစဉ်းစားနေတော့မှမဟုတ်ဘူးလို့ထရန့်ကပြောပါတယ်ဂရင်းလက်ကိုတိမ့်ပိုက်ဖို့လက်နက်ကိုင်အင်အားအသုံးပြုမှလားဆိုတဲ့မိကုံထရန့်ကဖြေဖို့ညှင်းဆိုပါတယ်ဒါပေမဲ့သဘောတူညီမှုများဥရောပနိုင်ငံတွေကိုအခွန်တိုးမြင့်ကောက်ခံမယ်ဆိုတဲ့သူ့ရဲ့ချင်းချောက်မှုကိုထပ်လောင်းပြောပါတယ်နေတိုးဖွဲ့ဝင်ချင်းဖြစ်တဲ့ဒိမန်နိုင်ငံထံမှာဂရင်းလက်ကျိုးချုပ်ချအာဏာကိုလွှဲပြောင်းရယူဖို့ထရန့်ကဖိအားအရန်ပေးနေတာဖြစ်ပါတယ်ဒီလိုချင်းဒီမှာ EU အနေနဲ့ကိုယ်ပိုင်အစီအမံနဲ့ပြန်လည်တုံ့ပြန်ဖို့သာစဉ်းစားနေရပါတယ်ဒီအငင်းပွားမှုဟာနောက်ဥရောပအုပ်စုရဲ့လုံခြုံရေးကိုတော်တော်လေးကိုကြီးကျယ်ဆုံးချင်းချောက်မှုကြီးဖြစ်နေပါတယ်နေတိုးဟာယူကရိန်းစစ်ပွဲကြောင့်၎င်းမဟာမိတ်ဖွဲ့နိုင်ငံများကာကွယ်ရေးအသုံးစရိတ်တိုးမြင့်ခြင်းမရှိရင်သူတို့ကာကွယ်ပေးတော့မှာမဟုတ်လို့ထွက်ရေးဆိုမှုကြောင့်လည်း PR တွေရင်ဆိုင်နေရပါတယ်ထွက်ရဲ့ချင်းချောက်မှုကြောင့်ဥရောပစမှုကဏ္ဍကလည်းရုပ်ကြီးကိုခါရဲနေပါတယ်ဘန်နာရေးဈေးပေါ်မှာလည်းဂဲရိုက်ပြီး share တွေကမောက်ကမဖြစ်နေပါတယ်2025ကုန်သွယ်ရေးစစ်ပွဲတွေမတည်ငြိမ်မှုတွေတစ်ဖက်ပြန်လဲဖြစ်ပေါ်မှာကိုလည်းဥရောပကမလိုလားပါဘူးဒီစစ်ပွဲဟာနှစ်ဖက်လုံးကအခွန်သဘောတူညီချက်ရရှိပြီးနှစ်လပိုင်းမှာပြည်လည်သွားတာပါနော်ဝေဝန်ကြီးချုပ်ကိုထရန့်ပေးဖို့တဲ့ဆာမှာစစ်ပွဲရှိပေါ်မှာကရက်တက်ပေးခဲ့တဲ့ကျွန်တော်ကိုခမားတို့ကနိုဘယ်ငြိမ်းချမ်းရေးဆုမပေးဖို့ဆုံးဖြတ်ခဲ့တယ်ဒီကိစ္စကိုထောက်ထားပြီးကျွန်တော်အနေနဲ့ငြိမ်းချမ်းရေးပဲတည်သက်စနစ်မျိုးတာဝန်ရှိတယ်လို့မခံစားရတော့ဘူးငြိမ်းချမ်းရေးကအဓိကဖြစ်နေမှာဆိုပေမဲ့ခုတော့အမေရိကန်ပြည်ထောင်စုအတွက်ဘယ်ဟာကကောင်းမွန်သင့်တော်မလဲဒါကိုပဲစဉ်းစားတော့မယ်ငြိမ်းချမ်းရေးကိုခေါင်းထဲမထည့်တော့ဘူးလို့ထရန့်ကရေးပါလိမ့်ထရန့်ရဲ့အပြောကြောင့်ယူကရိန်းကလည်းရုရှားနဲ့ငြိမ်းချမ်းရေးရဖို့ရေးကမသိမကြဖြစ်နေပါလိမ့်နော်ဝန်ကြီးချုပ်ကတော့ဒီတင်းမာမှုတွေရှော့ချနိုင်မှုအတွက်ထရန့်ရဲ့ပထမဆုံးစာပေးဖို့ပြီးလိုက်ကိုပြေးပြီးမှာပဲထရန့်စီကတုံ့ပြန်ချက်ရရှိခဲ့တာပါနော်ဝေရဲ့နိုဘယ်ကော်မတီက2025နိုဘယ်ငြိမ်းချမ်းရေးဆုကိုဒေါ်နယ်ထရန့်ကိုမပေးဘဲနဲ့မာချာဒိုကိုပေးခဲ့တဲ့အတွက်ထရန့်ကခုချိန်ထိစိတ်ဆိုးနေတာဖြစ်ပါတယ်ဥရောပသမဂ္ဂခေါင်းဆောင်အနေနဲ့ရွေးချယ်စရာနည်းလမ်းတွေအတွက်ဘရက်ဆဲမှာကြာသပတေးနေ့မှာကျင်းပမယ်ရေးပေါ်ထိပ်သီးဆွေးနွေးပွဲမှာကျင်းပမှာဖြစ်ပါတယ်အခုဒါဆိုရင်နိုဘယ်ဆုမရလို့ထရန့်ကပတ်ရဲနေတဲ့သဘောလည်းဖြစ်နေပါလေနိုဘယ်ဆုကသူ့ကိုမာချာဒိုကလွှဲပေးနေတဲ့ထရန့်ကသူ့စိတ်ထဲမှာသူ့ကိုယ်သူအဆက်ခွဲသလိုပဲပြန်ခံစားနေအောင်စဉ်းနေရပါလေEU ရဲ့ရေးချက်ချက်တစ်ခုဖြစ်ရင်ကတစ်ခါမှအသုံးမပြုသေးတဲ့အာရမဖီအားပေးမှုတိုက်ဖြတ်ရန်တရား ACI ကိုရွေးချယ်ဖို့တော့ရှိနေပါလေဒါဟာအစိုးရတင်တော်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေဘယ်လိုမျိုးဆောင်မှုတွေကိုကန့်ကွက်တာပါ digital ဝန်ဆောင်မှုတွေပါဝင် American ကအသာစီးရနေတဲ့ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍတွေကိုပါကန့်သက်တော့မှာဖြစ်ပါလေ EU အနေနဲ့အဲ့ဒီလိုမျိုးလုပ်ရင်တော့အင်မတန်ကြီးမားတဲ့မိုင်မဲမှုကြီးတစ်ခုကိုကျူးလွန်လိုက်တာပဲဆိုပြီးတော့ American Imperial ကဆိုပါလေအခု EU ကလည်းဘေးကျက်နံကျက်ဖြစ်နေပါတယ်ဘေးကျက်နံကျက်ဖြစ်နေတယ်ဆိုတာကတစ်ဖက်ကလည်း American ရဲ့ level မြင့်နေတာကတစ်ဖက်ကလည်းရုရှားနဲ့ပြည်ထနာတက်နေတာကြောင့် EU အနေနဲ့ဂျားတွေကနေတိုင်ပတ်နေပါလေအင်အားကြီးနိုင်ငံကြီးကြားထဲမှာကြောင်ပိတ်ရမယ့်သဘောကိုလည်း EU နိုင်ငံတွေကမလိုလားပါဘူးရုရှားယူကရိန်းအရေးကလည်း EU ပေါ်ဖိစီးမှုတွေများနေပါတယ်ဒီအချိန်ကျမှဒေါ်နယ်ထရန့်ကတစကန်ထလာတာဖြစ်ပါတယ်အခုပိုဆိုတာက American က Greenland ကျွန်းကိုစစ်လေယာဉ်တွေဆင်းလိုက်တာပါ Greenland ကျွန်းကိုတင်းမာမှုတွေမြင့်တက်နေစဉ် American စစ်တပ်ကစစ်လေယာဉ်တွေဟာ Greenland ကျွန်းကိုဆင်းလိုက်တယ်လို့မြောက် American ကြေညာပါတယ်တိုင်းလေယာဉ်တွေပကြပြီး Greenland ကျွန်းမှာရှိတဲ့2 feet လေတပ်ခြေစကောင်ရောက်ရှိလာပါလိမ့်မယ်လို့ပြောပါတယ်။ American လေယာဉ်တွေရောက်တာဟာတနည်းအားဖြင့် Greenland ကိုချိန်ချမှုပဲဖြစ်ပါတယ်။တိုင်းလေယာဉ်တွေဆေးလို့တာဟာ American ကနေဒါနဲ့ဒိန်းမတ်ကြားကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိုအခြေခံပြီးတည်ဆောက်ထားတဲ့ရေရှည်လှုပ်ဆောင်ချက်တွေရဲ့တစ်ပိုင်းလို့တော့ပြောပါတယ်။ Greenland ကျွန်းကိုတိုင်းလေယာဉ်တွေဆေးလို့ဖို့ကိစ္စကိုဒိန်းမတ်နိုင်ငံနဲ့ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး Greenland ကိုလည်းအကြောင်းကြားခဲ့တယ်လို့ပြောပါတယ်။ American စစ်လေယာဉ်တွေဟာမြောက်အမေရိကတိုက်ကိုကာကွယ်မဲ့ပုံမှန်စစ်စင်ရေးတွေကိုပံ့ပိုးသွားမယ်လို့တော့ထုတ်ပြန်ချက်အရသိရပါတယ်။ဒီလေတပ်ချက်က Greenland ကျွန်းနောက်ပြောက်ပိုင်းမှာရှိတဲ့ American စစ်တပ်ရဲ့ဆက်သွယ်ရေးချက်ချဖြစ်ပြီးဒုံးကျည်သတိပေးစနစ်လည်းရှိပါတယ်။ Greenland ကျွန်းဟာမဟာဗျူဟာကျကျတည်ရှိမှုတထုရင်းမြစ်ပေါ်ကျော်သွားမှုဒါကြောင့်ရုရှားနဲ့တရုတ်တို့တပ်ဆွဲလာနိုင်ကြောင်းထရန့်ကဒီလိုပြောနေပါတယ်။ရုရှားနဲ့တရုတ်ကတော့အဲ့ဒီထရန့်ပြောစစ်ချက်တွေဟာဘာအဓိပ္ပာယ်မှမရှိဘူးလို့တုံ့ပြန်ပါတယ်။ဒါပေမဲ့ Greenland ကျွန်းကအဲ့ဒီအာဓိပ္ပာယ်နဲ့ကို American ကိုလွှဲပြောင်းပေးဖို့
ဘလို့ဆိုပြုချက်ကိုမဆိုဒိတ်ပဲမရှိဘူးဆိုပြီးတော့ပယ်ချနေတာပဲဖြစ်ပါတယ်နိုဘယ်ဆုရွေးချယ်ကော်မတီကလည်းထရန့်ကိုနိုဘယ်ဆုဘလို့ပုံစံနဲ့ပေးလဲဆိုတဲ့ကိစ္စကိုပြန်ရှင်းပြလာပါတယ်နိုဘယ်ဆုကိုတကယ်တော့လွတ်လပ်တဲ့ကော်မတီကသာဆုံးဖြတ်ပေးခြင်းပါလို့နော်ဝေဝန်ကြီးချုပ်ကထရန့်ကိုပြန်ပြောကြောင်းသိရပါတယ်ကွင်းလန်းကိုထိန်းချုပ်ဖို့အမေရိကန်ကိုခွင့်မပြုတဲ့အတွက်ဥရောပမဟာမိတ်တွေပေါ်အခွန်ကောက်ခံမှုထရန့်ကဆုံးဖြတ်တဲ့အချိန်မှာပဲနော်ဝေဝန်ကြီးချုပ်ကအဲ့ဒီလိုမျိုးစာပို့လာတာဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်ပြည်ထောင်စုအတွက်တင့်တော်ပြီးကောင်းမွန်တဲ့အရာတွေကိုလည်းစဉ်းစားနိုင်ပါစေဆိုပြီးတော့ရှင်းထားပါတယ်ထရန့်ကတော့နော်ဘယ်ဆုမရတဲ့အတွက်ခုချိန်ဒီကိုပြဿနာတက်နေပါလေနိုဘယ်ဆုကော်မတီကဆုကိုလွှဲပြောင်းခြင်းမျှဝေခြင်းရုပ်သိမ်းခြင်းဘယ်သူမှမပြုနိုင်ဘူးလို့လည်းရှင်းရှင်းလင်းလင်းပြောထားပါတယ်ဒါပေမဲ့မာချာတို့ကတော့ဒီစီမင်းစည်းကမ်းကိုဖောက်ဖျက်ပြီးထရန့်ကိုငြိမ်းချမ်းရေးနိုဘယ်ဆုကိုပေးအပ်လိုက်တာဖြစ်ပါတယ်မာချာတို့ပေးတာကပေးတာပါပဲဒါဟာအထိမ်းအမှတ်ပစ္စည်းတစ်ခုတသက်ပဲဖြစ်သွားပါလိမ့်မယ်ထရန့်ကိုယ်တိုင်ရတာမှမဟုတ်တာဆိုပြီးတော့နော်ဝေကတော့ပြောထားပါတယ်နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်တစောင်းကလောက်တဲ့ကင်ဂျုံဟာခုခါမှလည်းမိန်ကုန်းပြောနေနေတဲ့ဒူးဝင်ကြီးချုပ်ကိုယာဒူကထုတ်ပယ်လိုက်ပါတယ်ရေချင်းမရှိဘူးလို့ဆိုပြီးတော့ဒူးဝင်ကြီးချုပ်ကိုကင်ဂျုံအန်ကမိန်ကုန်းပြောနေရင်လည်းထုတ်ပစ်ခဲ့တာဖြစ်ပါတယ်မြောက်ကိုရီးယားဆိုရပန် KCNA ရဲ့ဖော်ပြချက်မှာကင်ဂျုံအန်ဟာမဟာဗျူဟာစစ်မှုလုပ်ငန်းဆိုင်ရာတစ်ခုဖွင့်ဖို့အခမ်းအနားမိန်ကုန်းထဲမှာရိုင်းဆိုင်တဲ့အရေးချင်းမပြည့်မီတဲ့တာဝန်မဲ့တဲ့အစိုးရအရာရှိတွေကိုပြင်းထန်ချိန်မောင်းခဲ့တဲ့ပြင်ဒူးဝင်ကြီးချုပ်ရန်ဆော့ဟိုကိုပါယာဒူကနေဖယ်ရှားခဲ့တယ်လို့ပါရှိပါတယ်ဒါဟာမြောက်ကိုရီးယားဆိုရဖွဲ့ထဲမှာပြည်ထနာတွေတက်နေတဲ့ဆိုတဲ့သဘောမျိုးကိုရှက်ရှက်ပါပါတော်ဝိုက်ဖော်ပြလာတာလည်းဖြစ်ပါတယ်။ကာကွယ်ရေးနဲ့မဟာဗျူဟာဆိုင်ရာစက်ရုံဖွင့်လှစ်မှုခမ်းနားမိန့်ခွန်းမှာကင်ဂျုံအန်ကရဲဘော်ဒူးဝင်ကြီးချုပ်အနေနဲ့အရန်တော့မကြခင်ကိုတောင်ကိုယူပြီးနှုတ်ဖွဲ့စေလို့ကြောင်းခုချိန်မှာသူတို့နဲ့ဒီတစ်ခုပဲရှိပါတယ်လို့ထည့်သွင်းပြောသွားပါတယ်။ကင်ဂျုံအန်ဟာဒူးဝင်ကြီးချုပ်ကိုအဲ့ဒီနေရာမှာယာဒူကထုတ်ပယ်မှုဖြစ်တယ်လို့သုံးလုံးဖော်ပြပါတယ်။နျူကလ িয়ার လက်နက်ပိုင်မြောက်ကိုရီးယားဟာနိုင်ငံတကာပိတ်ဆို့ရေးယူမှုတွေဗဟိုကနေတင်းကျပ်လွန်တဲ့ချုပ်ကိုင်မှုတွေကြောင့်စီးပွားရေးနဲ့ဆောင်ရွက်ရေးကအကျယ်တဲတွေလည်းရင်ဆိုင်နေရပါတယ်။ကင်ဂျုံအန်ဟာစီမံခန့်ခွဲမှုနဲ့စီးပွားရေးမူဝါဒအလွဲနဲ့ပတ်သက်ပြီးပြင်းကြီးတဲ့အရာရှိတွေကိုစူပူချိန်မောင်းပါတယ်။ဝေဖန်တာတွေဒါလုပ်ဘူးပါတယ်။ဒါပေမဲ့အခုလိုမျိုးမိန်ကွန်းပြောနေတဲ့တထိုင်နဲ့ယာဒူကထုတ်တာကတော့အင်မတန်မှရှားပါလုံးတဲ့ကိစ္စလို့ပြောလို့ရပါတယ်။ဒီဒူးဝင်ကြီးချုပ်ဟာတကယ်တာဝန်ကြီးတွေကိုရုံတီတီအနှင်းခံရလောက်အောင်မထိုက်တန်ဘူးလို့ကင်ဂျုံအန်ကတီလင်းပြောဆိုခဲ့ပါတယ်။သူ့ကိုဒီယာဒူးမှာခံမိတာဟာဆိုရရဲ့မတော်တဆကန်ဆိုးမှုအမှားလို့ကင်ဂျုံအန်ကပြောသွားပါတယ်။ဒူးဝင်ကြီးချုပ်ကိုခုလိုသစိမ်းချိုးပုံစံနဲ့ထုတ်ပယ်ခဲ့တာဟာကင်ဂျုံအန်အာဏာရပြီးမကြမီဦးလေးတော်ဆက်သူကိုကွက်မြက်ခဲ့တဲ့ဆုံးဖြတ်ချက်မျိုးကိုအမှတ်ရစေမိပါတယ်။ကင်ဂျုံအန်ရဲ့ဦးလေးတော်ဆက်သူကလည်းဩဇာကြီးမားတဲ့အစိုးရဖွဲ့တော်ကချုပ်ကန်နိုင်တဲ့အရေးချင်းရှိတဲ့ပုံကိုယ်တူဖြစ်ပေမဲ့သူ့ကိုဖယ်ရှားပြီးအာဏာသိမ်းမှုကြံစီတယ်ဆိုတဲ့ဆွဆွဲချက်ကြောင့်ပြစ်ဒဏ်ချင်းခံရပါတယ်။ကိုရီးယားကျုံးသက်ရေးစောင့်ကြည့်သူတွေကတော့ကင်ဂျုံအန်ခုလိုခက်ကြမ်းကြမ်းကိုင်တွယ်ရေးယူမှုတွေကိုရန်ဖန်ရခါလုပ်ပြပြီးအစိုးရအရာရှိတွေ6လက်သတိပေးတာကိုမဟာဗျူဟာနည်းလမ်းတစ်ခုဖြင့်ကျင့်သုံးနေတာဖြစ်ကြောင်းသုံးသပ်ပြောပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။အီရန်နိုင်ငံတော်ဆန္ဒပြမှုမှာပါဝင်တဲ့သူတွေအနေနဲ့3ရက်အတွင်းကိုယ်တိုင်လာပြီးအဖမ်းခံဖို့တကယ်လို့မလိုက်နိုင်ရင်ဥပဒေအရပြင်းထန်တဲ့ရည်ရွယ်ချက်ခံရမယ်လို့အီရန်ရဲချုပ်ကသတိပေးလိုက်ပါတယ်။ဆန္ဒပြပွဲတွေကိုလူထုစုဖို့အုံကြောင့်မလို့အီရန်အာဏာပိုင်တွေကသတ်မှတ်ထားသလိုဆန္ဒပြပွဲတွေဖြစ်စေခဲ့တဲ့စီးပွားရေးခက်ခဲတွေဖြေရှင်းပေးမယ်လို့အစိုးရကကြေညာထားပါတယ်။စုဖို့အုံကြောင့်မှာပါဝင်ဖို့လှည့်ဖျားခံရတဲ့လူငယ်တွေလာဖမ်းခံရရင်တော့ပြစ်ဒဏ်လျှော့ပေါ့ပေးမယ်လို့အီရန်ရဲချုပ်ကပြောပါတယ်။စုဖို့အုံကြောင့်မှာမတိနာမလဲပဲပါဝင်ပတ်သက်ခဲ့သူတွေကိုရန်သူဖြစ်သတ်မှတ်မှာမဟုတ်ပဲလှည့်ဖျားခံရသူတွေဖြစ်တာသတ်မှတ်ပြီးညဉ့်ညတတာဆောင်ရွက်ပေးတော့မယ်လို့နိုင်ငံပိုင်ရုပ်မြင်သံကြားမှာအီရန်ရဲချုပ်ကပြောပါတယ်။ဒီဆန္ဒပြပွဲတွေဟာအစပိုင်းမှာညှဉ်းသက်ခဲ့ပေမဲ့အီရန်ရဲ့ရန်သူတော်အမေရိကန်နဲ့အစ္စရေးတို့ကနိုင်ငံတည်ငြိမ်မှုပြတ်ပြားစေဖို့လှုံ့ဆော်မှုတွေကြောင့်ရုံရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းအီရန်အာဏာပိုင်တွေကဆွဆွဲပါတယ်။အီရန်စစ်တပ်လက်ချက်ကြောင့်လည်းဆန္ဒပြသူ3400ကျော်သေဆုံးကြောင်းအီရန်ဆိုရကသတင်းထုတ်ပါတယ်။လူခွေအဖွဲ့တွေဆိုရအီရန်ဟာတရုတ်နိုင်ငံပြီးကမ္ဘာပေါ်မှာကွက်မြက်မှုအများဆုံးလုပ်တဲ့နိုင်ငံဖြစ်ပြီးပြီးခဲ့တဲ့နှစ်အတွင်းမှာပဲလူပေါင်း1900ကိုကွက်မြက်ခဲ့ပါတယ်။အီရန်ကတော့လက်ရှိချိန်မှာအီရန်နိုင်ငံတော်မှာဆန္ဒပြမှုတွေကိုသူတို့ချာကိုင်းတွယ်နှိမ်နင်းနိုင်နေပြီဆိုပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်သတ္တပတ်လောက်ကထိဖြစ်ခဲ့တဲ့ဆန္ဒပြမှုကြီးတွေဟာလည်းအခုခါမှတော်တော်လေးကိုငြိမ်သက်သွားပြီလို့ဆိုပါတယ်။အီရန်နိုင်ငံတော်မှာလည်းညဘက်ချိန်ကမှလုံခြုံရေးတပ်တွေကိုတက်ဖြန့်ချထားပြီးအခြေအနေတွေအားလုံးကိုစောင့်ကြည့်နေတယ်လို့ဆိုပါတယ်။
အီရန်နိုင်ငံအတွင်းမှာအင်တာနက်ဖြတ်တောက်ထားသူမှုကိစ္စတွေကိုလည်းအများဆုံးပြန်ပြီးတော့လုပ်ပေးဖို့အီရန်အစိုးရအဖွဲ့တွင်ဆွေးနွေးနေတယ်လို့ဆိုပါတယ်။အဲဒီဆက်သွယ်ရေးဖြတ်တောက်ထားချိန်မှာဆန္ဒပြသူထောင်ပေါင်းများစွာအကြမ်းဖက်နှိမ်နင်းခံရတယ်လို့လူ့အခွင့်အရေးအဖွဲ့တွေကတော့ပြောပါတယ်။အပြင်ကိုသတင်းတွေမထွက်စေချင်ဘဲနဲ့ဒီလိုမျိုးအီရန်အာဏာပိုင်တွေဟာနှိမ်နင်းမှုတွေလုပ်ခဲ့တာပါလို့ဆိုပါတယ်။ဒါအပြင်3000ကျော်တိတ်ဆုံးတာဟာအဲ့ဒီထက်မကများပြားနိုင်ကြောင်းလူပေါင်း1000ကျော်နီးပါးတိတ်ဆုံးနိုင်ကြောင်းလူ့အခွင့်အရေးအဖွဲ့တွေကပြောပါတယ်။ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေကိုဒီလိုမျိုးစုပူအုံကြွမှုဖြစ်အောင်လုပ်တာဟာအမေရိကန်နဲ့အစ္စရေးတို့လက်ချက်သာဖြစ်ပြီးသူတို့မြောက်ပေးနိုင်တိုင်းလိုက်လုပ်တဲ့သူတွေကိုတော့ဆွေးနွေးစရာဘာအကြောင်းမှမရှိဘူးလို့အီရန်ခေါင်းဆောင်ကြီးခါမီနီကပြောထားပါတယ်။အီရန်တွေကိုအီရန်နိုင်ငံတော်ဇန်နဝါရီ10ရက်နေ့ကတည်းကစတင်ဖြစ်တော့ပြီးနောက်ဆန္ဒပြသူတွေကိုအစုလိုက်ပြုံလိုက်ပြစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။အခြေအနေပြန်လည်တည်ငြိမ်သွားပြီဖြစ်ကြောင်းနဲ့သတင်းတစ်ပတ်ကြာပိတ်ထားခဲ့တဲ့ကြောင်းတွေတနင်္ဂနွေနေ့မှာပြန်ဖွင့်ခဲ့ကြောင်းပြောပါတယ်။အီရန်မှာကြာသပတေးနဲ့တောက်ကြဟာအလုပ်ပိတ်ရက်ဖြစ်ပါတယ်။အင်တာနက်ကိုအစစ်အစစ်ပြန်ဖွင့်ပေးမယ်လို့အာဏာပိုင်တွေကကြေညာကြောင်းလည်းဖော်ပြပါတယ်။အသေးစိတ်ကိုတော့ထည့်သွင်းပြောဆိုခြင်းမရှိပါဘူး။ဒါပေမဲ့လူမှုကွန်ရက်ကိုအသုံးချပြီးတော့စပူအုံကြွမှုတွေဖြစ်အောင်မလုပ်ဖို့လူမှုကွန်ရက်ကိုလည်းတင်းတင်းကြပ်ကြပ်ထိန်းချုပ်မယ်လို့ဆိုပါတယ်။အီရန်ရဲ့ intranet မှာပြည်တွင်းသုံးစာတိုပို့တဲ့ application တွေမကြမီပြန်လည်သုံးပြနိုင်တော့မယ်လို့လည်းသိရပါတယ်။ဒီနေ့ကနေနောက်ပိုင်းက TAM မှာရှိတဲ့ AFP ရုံးကမှအင်တာနက်ချိတ်ဆက်ရခဲ့တယ်လို့တော့သိရပါတယ်။ဒါပေမဲ့မိုဘိုင်းအင်တာနက်အများစုကတော့ပြတ်တောက်နေဆဲဖြစ်ပါတယ်။နိုင်ငံတကာဖုန်းခေါ်ဆိုမှုတွေကတော့အင်္ဂါနေ့ကတည်းကရရှိခဲ့တယ်ဆိုပါတယ်။ရဲတော်ကြောင့်စာတိုပေးမှုတွေနိုင်ငံတကာဖုန်းခေါ်ဆိုမှုနဲ့တခါတည်းပြည်တွင်းဖုန်းခေါ်ဆိုမှုတွေတော့ပြတ်တောက်နေပါတယ်။ဒီချိန်ကစပြီးအီရန်ဟာပြည်တွင်းသတင်း website တွေအငှားရည်နဲ့ပစ္စည်းပို့ဆောင်ရေး application တွေဘဏ်လုပ်ငန်းဆောင်မှုတွေအတွက် intranet ကိုသာအဓိကအားထုတ်ကြရပါတယ်။စက်တော်ရေးကန့်သတ်ချက်တွေရှိပေမဲ့ရက်စက်ကြမ်းကြုတ်မှုသတင်းတွေပြည်မကိုပေါက်ကြားလာခဲ့ကြောင်းလူ့ခွင့်ရေးအဖွဲ့တွေကတော့ပြောပါတယ်။ကြာသိမ်းမြေပိုင်းတို့ကဗီဒီယိုဖိုင်နဲ့ဖြစ်စဉ်မှတ်တမ်းဒါဇင်ပေါင်းများစွာကိုစစ်ဆေးတည်ပြုနိုင်ခဲ့တယ်လို့နိုင်ငံတကာလူ့ချင်းချမ်းသာခွင့်အဖွဲ့ကလည်းထုတ်ဖော်ပြောကြားထားတာဖြစ်ပါတယ်။နောက်သွင်းဖို့ပြောချင်ပါတယ်။ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကိုဂျူနီယာကိုယာရုကနေဖယ်ရှားဖို့ပထမဆုံးအကြိမ်ဆွဆွဲပြစ်တင်လွှာကိုတရားရုံးကိုတင်ပြခဲ့တယ်လို့သိရပါတယ်။ဒီဆွဆွဲပြစ်တင်လွှာကိုရှေ့နေတွေကတင်သွင်းခဲ့တာဖြစ်ပြီးအဂတိလိုက်စားမှုနဲ့ပြည်သူ့ယုံကြည်မှုကိုဖောက်ဖျက်မှုပါဝင်တခြားဆွဆွဲချက်တွေနဲ့သမ္မတကိုယာရုကထုတ်ပယ်ဖို့တောင်းဆိုထားပါတယ်။ဖာဒီနန်မာကိုဂျူနီယာဟာ2020မှာသမ္မတအဖြစ်ရွေးကောက်ခံခဲ့ရသူပါ။ဒီဖြစ်အကြောင်းကြီးမားတဲ့အဂတိလိုက်စားမှုအရှုပ်တော်ပုံဖိလစ်ပိုင်သမ္မတဟောင်းဒူတာတီမီတာစုနဲ့ပြည်ပကဖြစ်ပွားမှုတိုင်းပြည်ရဲ့စီးပွားရေးခက်ခဲကြားဖိလစ်ပိုင်ရဲ့နိုင်ငံရေးအခြေအနေပုံလို့ရှုပ်ထွေးသွားစေတယ်လို့ Nikkei Asia သတင်းကဖော်ပြပါတယ်။ဒီဆွဆွဲပြစ်တင်မှုတွေကိုအောက်လွှတ်တော်လူနည်းစုခေါင်းဆောင်တွေကတော့ထောက်ခံထားပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လအတွင်းကဒုသမ္မတဆာရာဒူလာတေးကိုဆွဆွဲပြစ်တင်မှုကိုတရားရုံးချုပ်ကပယ်ဖျက်ခဲ့ပါတယ်။ဒါပေမဲ့ဆာရာဒူလာတေးပေါ်နောက်ထပ်ဆွဆွဲပြစ်တင်လာတွေမတင်သွင်းနိုင်ဖို့တားမြစ်ထားတဲ့တနင်္ဂနွေကာလဟာဖေဖော်ဝါရီ6ရက်နေ့မှာကုန်ဆုံးမှာဖြစ်ပါတယ်။ဆွဆွဲပြစ်တင်မှုအောင်မြင်ဖို့အောက်လွှတ်တော်အမတ်3မှုတပုံကထောက်ခံမှသာအထက်လွှတ်တော်ကဆွဆွဲပြစ်တင်မှုဆိုင်ရာခုံရုံးဖွဲ့စည်းရမှာဖြစ်ပါတယ်။ခုံရုံးကစစ်ဆေးမှုတွေလုပ်ပြီးတော့အစိုးရရရှိသူကိုပြည့်ရှိကြောင်းဆုံးဖြတ်ဖို့အထက်လွှတ်တော်အမတ်3မှု2ပုံရဲ့ထောက်ခံမဲလိုအပ်ပါတယ်။မာကိုဘောခုလိုအရေးယူဖို့အခြေအနေမရှိကြောင်းနဲ့အောင်မြင်နိုင်ခြင်းမရှိကြောင်းတန်ကြားစာမတင်သွင်းမီသတင်းပတ်များအတွင်းလွှတ်တော်အမတ်တွေကပြောပါတယ်။သမ္မတရုံးကလည်းအခုဆွဆွဲပြစ်မှုကိုနိုင်ငံရေးကစားကွက်အဖြစ်ပယ်ချထားပါတယ်။ဒါပေမဲ့အခုလိုဆွဆွဲပြစ်မှုလုပ်ရများအားကောင်းလာရင်တော့အစိုးရရဲ့အဂတိလိုက်စားမှုပေါ်ကိုင်တွယ်ပုံအားနည်းခြင်းနဲ့ပတ်သက်ပြီးဝေဖန်မှုတွေပေါ်ထွက်လာနိုင်တယ်ဆိုပြီးတော့အကြီးတန်းသုတေသနပညာရှင်တွေကပြောပါတယ်။2028သမ္မတရွေးကောက်ပွဲမှာမာကိုစ်ကရွေးချယ်ပေးမဲ့စက္ကန့်သူအနိုင်ရရှိဖို့အခွင့်အလမ်းတွေရောနေသွားနိုင်ကြောင်းလည်းဆိုပါတယ်။ဖိလစ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေအရသမ္မတဟာ6နှစ်သက်တမ်းတစ်ကြိမ်သာတာဝန်ထမ်းဆောင်ခွင့်ရှိပါတယ်။ဖိလစ်ပိုင်နိုင်ငံတွင်ဖြစ်ခဲ့တဲ့ရည်ကြီးမှုပေါ်ထိန်းချုပ်ရေးစီမံမှာအဂတိလိုက်စားမှုတွေရှိခဲ့တဲ့ဆိုတဲ့အစိုးရအရာရှိတွေကိုအရေးယူနိုင်ခြင်းမရှိသေးတာကြောင့်ပြီးခဲ့တဲ့နှစ်အတွင်းပြည်သူတွေဒေါသထွက်ပြီးဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ယူကရိန်းဘက်ကစစ်ရုပ်စစ်သား UGV ရင်တစည်းတဲ့နဲ့ရုရှားတပ်တွေကို6ပတ်ကြာခုခံတားဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါဟာရုရှားတပ်တော်ရှက်ဖွယ်ရာလိလိပါ။ယူကရိန်းတပ်မဟာ3မှတပ်မမှုကမောင်းသူမဲ့မြေပြင်ရင် and crew ground vehicle UGV တို့မဟုတ်လှုပ်ဝက်စစ်ရုပ်စစ်သားတခုအားရှေ့တန်းမှာရုရှားတပ်တွေလုံးဝနဲ့တိုက်ခိုက်မှုကို6ပတ်ကြာခုခံတားဆီးနိုင်ခဲ့တယ်လို့ဒီ Telegram မှာဖွင့်ဟသွားပါတယ်။ရုရှားယူကရိန်းစစ်သည်သိမ်းနဲ့ချီသေဆုံးစေတဲ့အထိကျူးကျော်တိုက်ခိုက်မှုဟာ9နှစ်တွင်ဝင်ရောက်လာပြီဖြစ်ပါတယ်။ဒါပေမဲ့မျှော်မှန်းတဲ့အတိုင်းနေမြေတွေသိမ်းပိုက်နိုင်ခြင်းမရှိပဲယူကရိန်းဘက်ကလည်းခင်းမီဆုံးစီးရင်ဒီပညာတွေနဲ့ Sea drone တွေဒါပြင် Sky drone တွေနဲ့
ရုရှားကိုပြင်းထန်ခုခံနေပါတယ်ဒါဟာနိပညာစစ်ပွဲတစ်ပွဲဖြစ်တွင်ပြောင်းလာပါတယ်ယူကရိန်းတပ်မဟာ NC-13 Strike Company မှာအခုနောက်ဆုံးတီထွင်ထုတ်လုပ်တဲ့ UGB စက်ရုပ်စသားမြေဟာ Deep Drive TW12.7 လို့သိရပါတယ်.50 ကြီးစံတွေကိုရင်ပေါ်မှာတက်ဆင်ထားပါတယ်။ M2 Browning စက်နက်က AI စနစ်နဲ့မောင်းနေပြီးအလိုအလျောက်ပစ်ခတ်နိုင်ပါတယ်။15မိုင်ကွာကနေလှမ်းပစ်နိုင်စွမ်းရှိပါတယ်။တီထွင်လိုက်တာကတော့တပ်မဟာ3မှာတပ်မှုမိုက်ကိုလာဇင်ကီပေးဖြစ်ပါတယ်။ဒီစရုပ်စစ်သားဟာတာမန်စစ်သည်6ရက်လောက်ဆောင်ရတဲ့ကာကွယ်ရေးစခန်းနယ်မြေတွေကိုခံစစ်အသွင်သာမကတိုက်စစ်အသွင်နဲ့ပါတစည်းတဲ့နဲ့ကာကွယ်နိုင်ပါတယ်။နေရာမဖော်ပြတဲ့ရှေ့တန်းစစ်စခန်းကိုရုရှားစစ်တပ်တွေအလုံးကြီးဝိုင်းတိုက်နေတာကိုဒီစက်ရုပ်ရင်တစည်းတဲ့က6ဘက်ကြာလှည့်ပတ်ပြီးကာကွယ်ပေးနိုင်ခဲ့ပါတယ်။ရုရှားတပ်တွေကတော့ရှေ့ကိုမတည့်ရဲပဲနဲ့စောင့်ကြည့်ခဲ့ရပါတယ်။စောင်းတွေရောက်လာလို့နှင်းတွေပိတ်နေတဲ့ရှေ့တန်းစစ်မနာမှာတနအီ9မိုင်လုံးနဲ့လှည့်လည်သွားလာပြီးတော့မြူနင်းတွေကြားပြစ်မှတ်ရုရှားစစ်သည်တွေကို AI လမ်းညွှန်စနစ်နဲ့ရှာဖွေပြီးပြစ်ခတ်နိုင်တယ်လို့ဆိုပါတယ်။နှစ်ရက်တစ်ချိန်လုံးကပြန်လည်ပြင်ဆင်ထိန်းသိမ်းပြီးကြီးဖြည့်ခြင်းတွေလုပ်ရပြီးရုရှားဘက်ကဒီရင်ကိုရေဒါဖမ်းနိုင်ခြင်းမရှိသလိုထိမှန်စေဖို့လည်းပြစ်ခတ်နိုင်စွမ်းမရှိခဲ့ပါဘူး။စောင်းဝင်တဲ့ရုရှားတပ်တွေယူကရိန်းရှိတဲ့စစ်မနာပြည်တွေမှာရာသီဥတုကြောင့်ခက်ခဲတဲ့ထက်ခက်ခဲပြီးကြာဆုံးမှုလည်းများပြားနေတာဖြစ်ပါတယ်။ကူပီယက်စစ်မြေပြင်ဟာပွဲကျန်းဆုံးစစ်မြေပြင်ဖြစ်ပြီးအဲ့ဒီစစ်မြေပြင်မှာယူကရိန်းတပ်သားတွေလည်းကြာဆုံးသလိုရုရှားစစ်သည်26ဦးနီးပါးလည်းကြာဆုံးခဲ့တယ်လို့သိရပါတယ်။ရုရှားစစ်သည်တွေကိုအဓိကကြာဆုံးစေတာကတော့ယူကရိန်းရဲ့အဲ့ဒီစက်ရုပ်စစ်သည်ရဲ့လက်ချက်ကြောင့်ဖြစ်တယ်ဆိုပြီးတော့ယူကရိန်းဘက်ကသတင်းထုတ်ပြန်ပါတယ်။ရုရှားဘက်ကတော့မဟုတ်ဘူးလို့ဆိုပါတယ်။ဒီစက်ရုပ်စစ်သည်ဟာခိမီနီပညာနဲ့အသစ်တီထွင်နိုင်ခဲ့တဲ့လက်နက်တွေကြောင့်ယူကရိန်းဘက်ကအကြာဆုံးနေပြီးခုခံနိုင်ခြင်းဖြစ်တာလို့ယူကရိန်းစစ်ဘက်ကထုတ်ပြန်သွားပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။လူပေါင်း40နီးပါးသေဆုံးခဲ့တဲ့စပိန်ရထားတိုက်မှုဖြစ်စဉ်ကြီးကိုထိရောက်စုံစမ်းမယ်ဆိုပြီးစပိန်ဝန်ကြီးချုပ်ကကြေညာပါတယ်။ဇန်နဝါရီ16ရက်ပိုင်းကနိုင်ငံနယ်ပိုင်းမှာရှိတဲ့မက်ဒရစ်မြို့တော်နဲ့တောင်ဘက်ဆုံးပိုင်းကမာလာဂါမြို့ကြားဆက်သွယ်ထားရာမြန်ဟာလန်ပိုင်းမှာရထားနှစ်စင်းခေါင်းကျင်းဆိုင်တိုက်ခဲ့တာပါ။ဒီဖြစ်စဉ်ကြောင့်ဇန်နဝါရီ20ရက်ပိုင်းထိသေဆုံးသူ40ရှိပါတယ်။လူ120ကျော်ဒဏ်ရာရပါတယ်။ဒါစပိန်သမိုင်းမှာအဆိုးဝါးဆုံးရထားမတော်တဆမှုဖြစ်လဲမှတ်တမ်းဝင်သွားပြီးဖြစ်ပါတယ်။မာလာဂါနဲ့ထွက်လာပြီးတော့မက်ဒရစ်ကိုဦးတည်နေတဲ့မြန်ထားဟာတန်လန်းကနေချော်ပြပြီးအပြိုင်လမ်းကြောင်းပေါ်မှာမျက်နှာချင်းဆိုင်မောင်းလာတဲ့ခြားရထားကိုအရှိန်နဲ့ဝင်ဆောင်ခဲ့တာဖြစ်ပါတယ်။ရထားမြင့်တဲ့အချိန်မှာပြင်းလို့ရထားတွေတွန်းလှန်သွားပြီးတဲ့ရောက်သူတွေနဲ့ရုံလောင်းတွေပါပိတ်မိနေပါတယ်။ဇန်နဝါရီ19ရက်နေ့မှာစပိန်ဂျိုပက်ဒရိုဆန်ချက်ကဒီမြို့တော်မှာရှိတဲ့ဟာဂျီတိုင်းမြို့နေရာကိုကိုယ်တိုင်သွားပါတယ်။ခြားရရှိတဲ့နဲ့တူရောက်လာချိန်မှာပက်ဒရိုဆန်ချက်ကတနိုင်ငံလုံးအတွက်ခြေကွဲစရာနေပါလို့ပြောသွားပါတယ်။ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာပမှန်ကန်ဖော်ထုတ်ဖို့အစိုးရမှာတာဝန်ရှိကြောင်းအဲ့ဒီအဖြစ်ရှာတော့မှဖြစ်ပြီးဘာကြောင့်ဒီလောက်ဆိုးတဲ့ကိစ္စကြီးဖြစ်ခဲ့လဲဆိုတာစစ်မြေသေးချာရှာဖို့လိုကြောင်းပြောသွားပါတယ်။ပို့ဆောင်ရေးကြီးကတော့ဖြစ်စဉ်ကိုစုံစမ်းဖို့အချိန်တလောက်လောက်ရယူနိုင်ကြောင်းမှတ်ချက်ပေးထားပါတယ်။ရထားလမ်းချော်ခဲ့တဲ့ပိုင်ဟာတက်လန်းကိုအဖြောင်းတိုင်းဖောက်ထားပြီးတော့အကွက်နေရာလုံးဝမဟုတ်ကြောင်းဒီဖြစ်ဟာလို့ထူးဆန်းနေကြောင်းဝန်ကြီးကဆိုပါတယ်။ပြီးတော့ရထားလမ်းကိုပြီးခဲ့တဲ့နေ့မေလကမှပြန်လည်ပြင်ဆင်မုံမှန်ခဲ့တာဖြစ်ပါတယ်။ကနဦးစစ်ဆေးမှုမှာတော့တက်လန်းရဲ့စက်ကြောင်းနေရာမှာအဖြစ်ဖြစ်နေပြီးအကျိုးဆက်ဖြစ်တက်လန်းနေဆက်ထားတဲ့နေရာမှာဟာနေတာရှာဖွေတွေ့ရှိထားပါတယ်။ဒီပြဿနာကြောင့်ရထားကလမ်းချော်သွားလာဒါကိုအတူပြုနိုင်သေးပေမဲ့လက်ရှိမှာတော့တန်တရားဖြစ်တဲ့ကြောင်းအကြောင်းအရာလို့ယူဆထားပါတယ်။ရထားနှစ်စီးပေါ်မှာခီးတဲ့နဲ့အမှုထမ်းပေါင်း400ကျော်လောက်စီးနင်းခဲ့ပါတယ်။ဒဏ်ရာရသူ120ကျော်ပါတယ်။ကလေး42ဦးကတော့စီးရုံရောက်နေပါတယ်။လူနာ12ဦးချင်းတွေကစိုးရိမ်စရာဖြစ်ပါတယ်။ဒေဆုံးစီးရုံကိုမပိတ်သေးတဲ့ညီတောင်ဝန်ကြီးချုပ်ကဝန်ခံထားပါတယ်။ထပ်တိုးလာနေကြရှိပါတယ်။တချို့ရောက်လောင်းတွေအတော်ကြီးချင်းတွေဆိုတဲ့အတွက်ဘယ်သူပဲခွဲခြားသိဖို့တော့မှတောင်းရှိသူတွေကစူးစမ်းနေရပါတယ်။ရထားချင်းတိုင်းမှာပေါင်ခဲ့တဲ့တစည်းကFisher 1000မျိုးစားကျဲလာဖြစ်ပြီးတနအီကိုကီလိုမီတာ400နှုန်းအထိမောင်းနေနိုင်တယ်လို့လည်းသိရပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ အမေရိကန်နိုင်ငံမီချီဂန်ပြည်နယ်မှာအာတိတ်နေမုန်တိုင်းကြီးဝင်ရောက်အဝေးပြေးလမ်းမကြီးပေါ်မှာရေစီးတရားခတ်ပါဝင်တဲ့ကားစစ်တိုက်မှုကြီးဖြစ်ခဲ့ပါတယ်။မုန်တိုင်းရှင်ကြောင့်6လမခန့်ထိနေနေထူထပ်စွာကြာဆင်းပြီးတော့ရာသီဥတုကအလုံးအေးနေပါတယ်။အနည်းအများတဲ့ခြေနေဖြစ်ပါတယ်။လမ်းကျော်ပြီးကားတွေတစ်စီးနဲ့တစ်စီးစင်းတိုက်မြို့ကနေချို့ကားတွေကမတိုက်မြောက်ရှောင်နေလမ်းဘေးပြောင်းလဲထိုးကျသွားပါတယ်။ကားပေါင်းသူတွေကလမ်းပေါ်မှာတောင်းနေပြီးကဲတဲ့မလာခင်ဒီကားတွေကနေအပြစ်မထွက်ကြဖို့တတိပေးထားပါတယ်။လက်ရှိချိန်ထိထိခိုက်တဲ့ရမှုလောက်သာရှိပြီးလူသေးဆုံးမှုတော့မရှိသေးဘူးဆိုပါတယ်။အော်တိုဝါကောင်ဒီရဲတပ်ဖွဲ့တာဝန်ရှိသူတွေဆိုရဒေသစံတော်ချိန်ဇန်နဝါရီလ19ရက်နေ့မနက်10:20မှာနေရန်ကြလာပြီးရှေ့ကိုလုံးဝမမြင်ရတာကြောင့်ခုလိုကားတွေတစ်စီးနဲ့တစ်စီးဆင်းတိုက်ကြတာဖြစ်ပါတယ်။မီချီဂန်ပြည်နယ်ရဲတပ်ဖွဲ့ကတော့ရာသီဥတုပြင်းထန်မှုနဲ့တူလမ်းချိန်တွေဟာလုံးဆိုးဝါးပြီးတော့အန္တရာယ်များလို့လေပြင်းတိုက်ခတ်စဉ်နှင်းနေကြကားမောသွားရင်အရှိန်လျှော့မောကြဖို့တတိပေးထားပါတယ်။နောက်တင်ပုတ်ပြောချင်ပါတယ်။
အသက်22နှစ်အရွယ်လူငယ်လေး Skylar Chan တည်ထောင်ထားတဲ့ GRU Space Company ဟာ2032မှာလကမ္ဘာပေါ်မှာပထမဆုံးဟိုတယ်ဖွင့်ဖို့ပြင်ဆင်နေပါတယ်။ခုကဒီ company ကအာကာသကိုယူသွဝါဒနာပါတဲ့အလွန်ချမ်းသာသူတွေစီကနေစီယံငွေစတင်လက်ခံနေပြီဖြစ်ပါတယ်။လကမ္ဘာဟိုတယ်မှာတဲခိုနေထိုင်ကြသူတွေအတွက်2026ဇန်နဝါရီ12ရက်နေ့ကစပြီး GRU Space Company ရဲ့ website မှာကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါတယ်။လက်ရှိမိမိရွေးထားတဲ့ခံလိုက်ဒေါ်လာ2သန်းခွဲကနေဒေါ်လာ1သန်းထိစေယံငွေပေးသွင်းပြီးကြိုတင်စင်းပေးသွင်းနိုင်ပါတယ်။ GRU Space ဟာလာပေါ်မှာဟိုတယ်ဆောက်မဲ့ပထမဆုံး company တော့မဟုတ်ပါဘူး။ဒါပေမဲ့တခြား company တွေနဲ့မတူဘဲ GRU Space ကလာပေါ်ကိုဆောက်လုပ်ပစ္စည်းတွေတင်မသွားပဲလာပေါ်မှာရှိတဲ့မြေကိုအသုံးပြုပြီးစေအုပ်တွေနဲ့ခိုင်ခန့်တဲ့အုပ်တွေပြုလုပ်ပြီးဟိုတယ်တည်ဆောက်မှာဖြစ်ပါတယ်။ GRU Space ရဲ့လာပေါ်ဟိုတယ်စီမံကိန်းကို2029မှာစတင်ကောင်းတဲ့ပုံမှန်လို့မျှော်မှန်းထားပါတယ်။ကျွန်တော်တို့မသိခင်မှာအခြားကျိုးတွေစီကူးလူသွားလာနိုင်တဲ့ခေတ်ကိုရောက်နေပါပြီ။ဒါသာအောင်မြင်တော့နောက်အချိန်လူသားပေါင်းဘီလီယံနဲ့ချီလာနဲ့အင်ကာဂျူပေါ်မှာရှင်းသန်နေထိုင်နေတယ်လို့ဆိုပါတယ်။သူဟာ UC Berkeley တက္ကသိုလ်ကနေလျှက်စစ်အင်ဂျင်နီယာနဲ့ကုနာသိမဲ့ပွဲရရှိထားသူဖြစ်ပြီး Startup Company တွေကိုမြင့်တင်ပေးနေတဲ့နာမည်ကြီး Y Combinator ရဲ့ကြောထောက်နောက်ခံကိုရထားတဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်။ GFN နိုင်ငံတကာသတင်းတွေတင်ဆက်ပေးတာပါ။နားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။